ရုတ်စကားကိုသင်နေတာတစ်နှစ်လောက်ရှိနေပြီဒါပေမဲ့အပြောပိုင်းလေးကိုထပ်ပြီးတော့တိုးမြင့်ချင်တယ်ဆိုရင်ဒီအလယ်အလတ်လောက်ဖြစ်နေတဲ့ဒီ practice လေးပေါ့နော် grammar ကိုအဓိကပြောပေးတဲ့ practice လေးပေါ့ဒီနေ့ကနံပါတ်5ပါနံပါတ်5ကအဓိကပါလဲဆိုတော့毕竟လို့ခေါ်တယ်ဒီနေ့ရဲ့ title 1ပေါ့နော်毕竟ဘာရဲ့ဘာပေဘယ်လိုပြောသူ့ရဲ့အဓိပ္ပာယ်ကရှင်းပြတယ်နောက်ဆုတ်ပေးတယ်ဆိုတဲ့အဲ့လိုအဓိပ္ပာယ်လေးအဲ့လိုသဘောကိုပါတယ်နော်ဘယ်လိုပြောရှင်းလင်းပြရတယ်အဲ့လိုသဘောပေါ့နော်ဥပမာငကိုကမသွားချင်ဘူးတဲ့ဒါပေမဲ့သွားလိုက်တယ်ဘယ်လိုပြောတကယ်ချင်းရဲ့မွေးနေ့ဆိုတော့အဲ့မှာဘယ်လိုပြောနော်我本来不想去ငကိုကမသွားချင်ဘူး但是还是去了သွားလိုက်ရတယ်还是去了ဘယ်လိုပြော毕竟是နော်毕竟ရဲ့အနောက်မှာအဲ့လို是လေးကိုလိုက်တတ်တယ်毕竟是တကယ်ချင်းရဲ့မွေးနေ့朋友的生日但是还是去了毕竟是朋友的生日အော်ဘယ်လိုပြောဆိုတဲ့တကယ်စကားလုံးရှိတယ်လေ不管怎么说အဲ့လိုပုံစံပဲဒါပေမဲ့အဲ့လိုအတိတ်ပဲနဲ့ခက်ဆင်ကိုမှစာလုံးကနှလုံးထဲနဲ့ပြီးသွားတာအဲ့ဒါဆို毕竟是နော်ဒီအလုံးကားတဲ့ပင်ပန်းတော့ပင်ပန်းတယ်တဲ့ဒါပေမဲ့လစာမစိုးပြီးလို့ရှိရင်တဲ့ဘယ်လိုပြောအခွင့်အရေးကလည်းမများဘူးပေါ့နော်ဒီလိုအခွင့်အရေးကရခက်တယ်这份工作有点累နည်းနည်းတော့ပင်ပန်းတယ်但是သို့မဟုတ်不够工资还可以还可以ဆိုတာမစိုးပါဘူးเนาะ工资还可以毕竟机会不多ဘယ်လိုပြော机会不多အခွင့်အရေးကလည်းမများပါဘူးပေါ့เนาะ这份工作有点累不过工资还可以毕竟机会不多သူတရုတ်စကားပြောတာတိတ်မကောင်းဘူးဘာဖြစ်လို့လဲဆိုတော့အဲ့လိုပြန်ရှင်းပြတာเนาะဘာဖြစ်လို့လဲဆိုတော့တဲ့တင်နာမှာ3လပဲရှိသေးတယ်လေ他中文说的不太好ပြောတာတိတ်မကောင်း毕竟才学了3个月毕竟才学了3个月ရာသီဥတုကတဲ့ပူပေမဲ့ငါတို့ကအပြင်ထွက်ရတာပဲငါတို့ကချိန်ပြီးသွားပြီဆိုတော့ဘယ်လိုပြောချိန်ပြီးသွားပြီ天气虽然很热เนาะအရန်တော့ပူတယ်但是我们还是出门了还是冬呗အပြင်ကိုထွက်တုံးပဲ毕竟မှာเนาะ已经约好了已经约好了ချိန်ပြီးသွားပြီเนาะသူ့ရဲ့ယူဆချက်ကိုသိပြီးတော့သဘောမတူ不太同意သိပြီးတော့သဘောမတူ他的想法သူ့ရဲ့ယူဆချက်但是没有多说什么ဒါပေမဲ့အပေါ်မပြော多说ဆိုတာအပေါ်ပြောတာ你不用多说你အပေါ်ပြောဖို့မလိုဘူးမှာ但是没有多说什么毕竟ဘာဖြစ်လို့လဲဆိုတော့他是领导သူကခေါင်းဆောင်ဆိုတော့ပေါ့နော်အဲ့ကြောင့်但是没有多说什么毕竟他是领导နော်ဟုတ်ပြီဒါနည်းနည်းရှည်တဲ့ဟာငကိုကဒီအလုပ်ကိုညင်းလိုက်ချင်တယ်တဲ့အိမ်နဲ့အရန်ဝေးတော့နေ့တိုင်းသွားလာရတာပင်ပန်းတယ်နောက်ပိုင်းတော့သဘောတူလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အခုကတည်ငြိမ်တဲ့အလုပ်တစ်ခုရဖို့ကလည်းမလွယ်လို့ပါ我本来ငကိုကဒီအလုပ်ကိုညင်းချင်တယ်ဒီအလုပ်က这份工作ညင်းချင်သည်想拒绝我本来想拒绝这份工作因为ဘာဖြစ်လို့လဲဆိုတော့เนาะ离家太远အိမ်နဲ့လီဆိုတာအကွာဝေးနဲ့ပြောချင်တဲ့အချိန်မှာသုံးတဲ့နဲ့ငါအိမ်နဲ့ဆိုတာလီဝေါ်ကြားအဲ့လိုနော်လီကြား太远အရန်ဝေးတော့နေ့တိုင်း每天ဟုတ်ပြီဒီနားမှာသင်ယူရမယ့်စကားလုံးနှလုံး通勤通勤通勤ဆိုတာသွားတာပြန်လာများသောအားဖြင့်ကပုံသေးနော်ပုံသေးသွားလာနေရတဲ့ဟာအဲ့ဒါဆို通勤每天通勤很累အရန်ပင်ပန်းတယ်但是后来还是答应了နောက်ပိုင်းခါကြတော့သဘောတူလိုက်တာပဲ还是答应了သဘောတူလိုက်တယ်เนาะဘာဖြစ်လို့လဲဆိုတော့毕竟မှာ毕竟ဘာဖြစ်လို့လဲဆိုတော့
အခုတဲ့တည်ငြိမ်တဲ့အလုပ်တစ်ခုရှာဖို့မလွယ်ဘူးတည်ငြိမ်တဲ့အလုပ်ဆိုတာတစုထဲတစ်ခုကသူ့ရဲ့ unit เนาะရဖို့မလွယ်ဘူးအဲဆိုတော့现在အခုเนาะပြီးတော့下地找都မဟုတ်ရသည်ရသည်ဆို得到ပေါ့现在得到一份တစ်ခု稳定的工作တည်ငြိမ်တဲ့အလုပ်အဲကြောင့်现在找လို့ပဲပြော得到လို့ပဲပြောအတူတူပဲเนาะ现在找一份稳定的工作မလွယ်လို့ပါတကယ်မလွယ်လို့ပါ真的不容易真的တကယ်不容易မလွယ်လို့ပါ毕竟现在找一份稳定的工作真的不容易เนาะဟုတ်ပြီနောက်တစ်ခုက到底နော်到底သူကကြတော့ခုနတော့ပြောတဲ့ကြိုးကျင်းနဲ့ကိုတူတူလောက်ပဲပြီးတော့到底ကြတော့သူကနည်းနည်းလေးစကားပုံစံတယ်နော်ဒါပေမဲ့သူကနည်းနည်းလေးပါကွာလဲဆိုတော့သူရလက်ကိုအလေးထားပြီးတော့ဒီစကားကိုသုံးတဲ့အချိန်မှာစိတ်မရှိဘူးနော်သူများကိုလောတယ်စိတ်မရှိတဲ့သဘောလေးနည်းနည်းလေးပါနေတယ်ဗမာလိုပြောမယ်ဆိုရင်နောက်ဆုံးကြတော့သို့မဟုတ်ဘယ်လိုဟာမျိုးလဲဟာမပြီးသေးဘူးလားဘယ်လိုဟာမျိုးလဲအဲ့လိုပုံစံပေါ့စိတ်မရှိတဲ့ပုံစံနဲ့ပါတာကိုပြောတာနော်ဥပမာ你到底去不去ဟဲ့你သွားမလားမသွားဘူးလားဆိုတာမြန်မြန်ပြောဟာအဲ့လိုတော့你到底去不去ဒါကတော့အနေထားကအဲ့လိုစိတ်မရှိတဲ့အနေထားဆိုတော့ကိုယ်နဲ့ level ကလူအရင်ရင်းနှီးတဲ့လူဆိုရတယ်နော်你到底去不去大家都在等你အားလုံးကနင့်ကိုစောင့်နေတယ်သူနောက်ဆုံးပါပြောချင်တာလဲငါနည်းနည်းမှနားမလဲဘူးဟဲ့ပြောလို့မပြီးဘူးနောက်ဆုံးသူဘာကိုပြောတာလဲဘာကိုပြောချင်တာလဲဆိုတာ他到底他到底想说什么ဘာပြောချင်တာလဲ我一点都听不懂နည်းနည်းမှနားမလဲဘူး他到底想说什么我一点都听不懂เนาะသူနောက်ဆုံးဘာကိုပြောချင်တာလဲငါနည်းနည်းမှနားမလဲဘူးဟုတ်ပြီနံပါတ်3ဒီကိစ္စနောက်ဆုံးဘယ်သူယူတာဘယ်သူတာဝန်ယူတာလဲပြောသွားပြောလာနဲ့နေတော့နောက်ဆုံးဘယ်သူတာဝန်ယူတာလဲ这件事到底နောက်ဆုံး是谁负责的ဘယ်သူတာဝန်ယူတာလဲเนาะသူနောက်ဆုံးဘာကြောင့်မို့စိတ်ဆိုးနေတာလဲဘယ်သူမှအကြောင်းရင်းမသိဘူးတဲ့他到底နောက်ဆုံး为什么生气ဘာကြောင့်မလို့စိတ်ဆိုးတာလဲ他到底为什么生气ဘယ်သူမှအကြောင်းရင်းမသိဘူးသိတဲ့လူမရှိဘူး没人知道原因အကြောင်းရင်းเนาะ没人知道原因他到底为什么生气没人知道原因နင်ငါ့ကိုထမင်းကျွေးမယ်ပြောတာ3ပတ်ရှိနေပြီတောက်လျှောက်အချိန်ကမရှိဘူးအခုငါတကယ်သိချင်တယ်နောက်ဆုံးပေါ့နင်ငါ့ကိုဘယ်အချိန်မှကျွေးမလဲ你说နင်ပြောတယ်နင်ငါ့ကိုထမင်းကျွေးမယ်要请我吃饭ပြောနေတာ3ပတ်ရှိနေပြီ已经说了ပြောပြီးနေတာ3个星期了你说要请我吃饭已经说了3个星期了တောက်လျှောက်一直အချိန်မရဘူး没有时间一直没有时间ငါအခုတကယ်သိချင်တယ်我现在အခုတကယ်သိချင်တယ်真的很想知道နောက်ဆုံးနင်ငါ့ကိုဘယ်ချိန်ကျွေးမလဲ你到底နောက်ဆုံးဘယ်ချိန်ငါ့ကိုကျွေးမလဲ什么时候请打算စိတ်ကူးတယ်နင်ငါ့ကိုဘယ်ချိန်မှကျွေးမယ်လို့စိတ်ကူးထားတယ်လဲဆိုတာငါသိချင်တယ်我现在真的很想知道你到底打算什么时候请我什么时候请然后到底ကခုနပြောတယ်သူကအမြဲတမ်းစိတ်နည်းနည်းမရှိတဲ့လေတန်းမှာပါတယ်เนาะအဲ့လိုမျိုးဆိုလို့ရှိရင်သူကဒီဟာလေးကိုပြောတယ်အဲ့ဒါကိုခက်စင်အဓိပ္ပာယ်လေးရှိသေးတယ်ကြိုးကြည့်ဒါလေးကတော့နည်းနည်းလေးတော့စာလေးနည်းနည်းဆန်တယ်ဒါပေမဲ့အဲ့လိုစနစ်ကြတဲ့နေရာတရဝနေရာမှာဆိုလို့ရှိရင်လည်းဒီစကလုံးကိုသုံးတတ်တယ်ဒါကြောင့်မို့ဒီအနေထားမှာခါကြတော့တိထားတဲ့လေပေါ့နော်သူကလည်းအကျိုးအကြောင်း
ကိုပြောတယ်ဘာမလားကားဖြင့်ပေါ့နော်သူကတောက်တီခုနတော့ပြောတဲ့တောက်တီထက်ကိုနည်းနည်းပြီးတော့စာလေးနည်းနည်းဆန်တယ်သူကစုံစမ်းတယ်တွေးခေါ်တယ်ရှင်းပြတဲ့အချိန်တွေမှာသုံးတယ်ပြီးတော့究竟ကအနောက်မှာ是都မဟုတ်怎么为什么အမေးပြန်မေးတဲ့ပုံစံနဲ့လည်းအသုံးများတယ်နော်ဟုတ်ပြီပြဿနာရဲ့အကြောင်းရင်းကနောက်ဆုံးဘယ်မှာလဲ问题的原因ပြဿနာ的原因အကြောင်းရင်း问题的原因究竟在哪里နောက်ဆုံးဘယ်မှာလဲ究竟နော်在哪里ဘယ်မှာလဲဆိုတာနေတို့ရှောင်းတွေ့ပြီလားဘယ်နားမှာလဲနော်အကျိုးအကြောင်းပေါ့နော်ဟုတ်ပြီနောက်第二သူအလုံးပြောင်းချင်လားမပြောင်းချင်ဘူးလားသိကိုမသိတော့ခဏပြောင်းချင်တယ်ခဏမပြောင်းချင်ဘူးခဏနေဒီအကြောင်းပြချက်ပြောပြန်ပြီးခဏဟိုလိုဖြစ်ပြန်ပြီး他究竟အမသူတကယ်ရော想不想换工作他究竟想不想换工作ဒီနေရာမှာ他到底想不想换工作ထည့်သုံးလို့ရပါတယ်နော်သူကဖြင့်အတွေ့အကြုံများတဲ့ဝါရင်ဆရာပဲ။ပြောဖို့လိုသေးလို့လား။သူကဖြင့်ဟိုပါပေါ့အတွေ့အကြုံများတဲ့ဝါရင်ဆရာပဲ။他究竟是နော်ဖြစ်ကိုဖြစ်တယ်။经验丰富经验ကအတွေ့အကြုံ丰富ကများပြားတာနော်။တွေ့အကြုံများပြားတဲ့ဝါရင်ဆရာ老师傅他究竟是经验丰富的老师傅သူကတော့အတွေ့အကြုံများတဲ့ဆရာပဲပြောဖို့မလိုပါဘူးအဲ့လိုသဘောဖြစ်သွားတယ်ဒါကြတော့နော်ဒီကိစ္စနောက်ဆုံးဘသူရဲ့တာဝန်လဲ这件事情究竟是谁的责任ဘသူရဲ့တာဝန်လဲနောက်ဆုံးနော်这件事情究竟是谁的责任ဟုတ်ပြီနောက်ဆုံးတစ်ခုဒီလုပ်ငန်းစဉ်ကဘာလို့ကြာရှုံးသွားလဲဆိုတာအားလုံးတိုင်ပင်နေတာကြာနေပြီအားလုံးတိုင်ပင်နေတာကြာနေပြီ大家讨论了很久အရန်ကြာနေပြီเนาะဒီလုပ်ငန်းစဉ်这个项目ဒီလုပ်ငန်းစဉ်ဘာလို့ကြာရှုံးသွားတာလဲ为什么会失败失败ကြာရှုံးသည်为什么会失败ဘာလို့ကြာရှုံးသွားတာလဲ大家讨论了很久这个项目为什么会失败ဒါပေမဲ့တဲ့အခုချိန်ထိ但是到现在为止为止ကြတော့ဒီ现在နဲ့တွဲတွဲပြီးသုံးတာအခုချိန်ထိเนาะ但是到现在为止ပြဿနာရဲ့တကယ်အကြောင်းရင်း问题的真正原因တကယ်အကြောင်းရင်းเนาะ问题的真正原因究竟是什么ဆိုတာကဘာလဲဘယ်ဟာလဲဆိုတာเนาะ究竟是什么အဲ့မှာပြန်မေးတယ်เนาะပြီးတော့စုံစမ်းတယ်အဲ့လိုသဘောအချိန်မှာအဲ့ကြောင့်究竟ဟုတ်ပြီ到底အစားထိုးလိုက်လဲရတယ်เนาะ问题的真正原因到底是什么究竟是什么တိကျတဲ့အဖြေမရသေးဘူး还是没有မရှိသေးဘူး一个တစ်ခု明确的答案明确တိကျသည်ခိုင်လုံသည်答案အဖြေခိုင်လုံတဲ့အဖြေတိကျတဲ့အဖြေတစ်ခုကိုမရှိသေးဘူး还是没有一个明确的答案သုံးခုနော်နည်းနည်းလေးနားထောင်ကြည့်